ရန်ကုန်မြို့ရဲ့အတိကမိန်လမ်းမကြီးဖြစ်တဲ့ဒီလမ်းမပေါ်မှာတိစောက်ထားတဲ့9မိုင်ကွန်ဒိုက view လာတဲ့အခန်းလေးကိုလိုက်ပြပေးပါမယ်။ကွန်ဒိုမှာနေထိုင်တဲ့သူတွေအဆင်ပြေဖို့အတွက်ကဓာတ်လေကား3စင်းအပြင်ကာကိုတစ်စီးလည်းတက်ဆင်ပေးထားသေးတယ်။အခန်းရဲ့ဝင်ချင်းမှာဆိုရင်တော့ dining room area အကျယ်ကြီးကိုမြင်တွေ့ရမှာပါ။ဘယ်ဘက်ချမ်းမှာဆိုရင်တော့ kitchen room လေးရှိပြီးတော့ kitchen room ထဲမှာ cabinet တွေကိုနေရန်အပြည့်နဲ့အရှိတ်ပုံစံလေးထားပေးထားပြီးတော့ granite ကြောက်ပြားတွေလည်းသုံးပေးထားပါတယ်။ဒီဘက်မှာဆိုရင်တော့လေဝင်လေထွက်ကောင်းပြီးတော့အဝိရှော်ဆက်ထားလို့ရမယ့်ဝရဏကျယ်လေးလည်းပါပါမယ်။ဒီခန်းရဲ့အကျယ်က1245 square feet အကျယ်ရှိပြီးတော့အိတ်ခန်း3ခန်းဖွဲ့ထားပေးပါတယ်ရှင်။ဒါကတော့ single bedroom အခန်းလေးပါ။အိတ်ခန်းထဲမှာဆိုရင်တော့ aircon တစ်လုံးနဲ့အဝတ်ဘီဒိုတစ်လုံးစီကအိတ်ခန်းတိုင်းမှာတက်ဆင်ပေးထားပါတယ်။သူနဲ့မျက်နှာချင်းဆိုင်မှာဆိုရင်လည်း common toilet လေးတစ်ခုပါပါမယ်။အထက်မြင့်ဖြစ်တဲ့အတွက်ကြောင့်လေဝင်လေထွက်ကောင်းမွန်ပြီးတော့အလေးရောင်ရရှိမှုကလည်းအားတာတယ်။ရောင်းစည်းကိုတော့3500ခေါ်ထားပြီးတော့ညှိနှိုင်းပေးမှာပါ။လူမနေရသေးတာမို့လို့အသက်ဆက်ဆက်အခန်းတန်လေးလည်းဖြစ်တဲ့ view အနေနဲ့ကလည်းအိတ်ခန်းထဲကနေရွှေတကုံဖျား view အင်းရကန် view ဖီလန် view အစရှိတဲ့ရန်ကုန်မြို့ရဲ့လှပတဲ့ view ကိုတဝါကြီးရှုစားနိုင်ပြီးတော့မိသားစုအတွက်ရွေးချယ်မှုမှန်ကန်ခြင်းနဲ့ဆိုရင်တော့ရွေးချယ်တဲ့အခန်းလေးတစ်ခန်းမှာစိတ်ဝင်စားလို့လိုက်ကြည့်ခြင်းနဲ့ဆိုရင်တော့စိုးစံလင်းအိမ်ချမ်းမြေရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39 918 539 39 5012 951ကိုဆက်သွယ်ပြီးမေးမြန်းနိုင်တယ်လို့ message ဘောက်ကနေလည်းအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။